ဖေအားလုံးပဲပေါ့နော်ကျွန်တော်တို့ YouTube မှာရှိထားတယ်ကျွန်တော်ကိုမြတ်ကချင်းမိတ်ဆွေကိုမြတ်ကညီကုန်းမတော်ကိုမြတ်ကချင်းမိတ်ဆွေအားလုံးပဲဆွေးနွေးသားချင်းမိသားစုတွေအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတော့ကျွန်တော်တို့မနက်ခင်းလေးပါဗျကျွန်တော်တို့ဒီမင်္ဂလာရှိတော့မနက်ခင်းလေးကနေပြီးတော့ကျွန်တော်ကိုမြတ်ကမျိုးတွေအားလုံးကိုဒါကျွန်တော်ကိုမြတ်တို့ကနေပြီးတော့ကောင်းဆုံးသောခဏန်းလေးတွေကိုပေါ့နော်ချပြလုပ်ပေးမယ်ကျွန်တော်ကိုမြတ်ကြိုက်ဆုံးခဏန်းကိုမြတ်ကမျိုးတွေအားလုံးကိုဒါကျွန်တော်ကိုမြတ်ကပြပြပေးမှဖြစ်ပါတယ်ဗျကျွန်တော်18ရက်ပေါ့နော်ကျွန်တော်တို့12နာရီကျွန်တော်တို့10မိနစ်အတွက်မှာနော်18ရက်နေ့ကျွန်တော်တို့12နာရီ10မိနစ်အတွက်ပေါ့နော်18ရက်နေ့ကျွန်တော်12နာရီ10မိနစ်အတွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါခဏန်းပေါ့နော်ကျွန်တော်တို့အရင်တိုင်းပဲကျွန်တော်တို့ main နှစ်ကွက် main ရောနော်တို့ဒူ main နှစ်ကွက်ရှိမယ်ဗျနော်ဒူ mainရှန်ဩရဲ့ပတိပေါ့နော်ကျွန်တော်တို့ပတိကိုဒီနေ့မှာကျွန်တော်တို့ပတ်မယ်ဆိုတဲ့မျိုးတွေအားလုံးခါကျွန်တော်တို့ဒီပတိတစ်လုံးကျွန်တော်ပေးမယ်ဒါကျွန်တော်တို့ကြိုက်ရင်တော့ကစားပေါ့နော်ကျွန်တော်တို့ကြိုက်နှစ်တိုင်တော့ကျွန်တော်တို့စော့ပေါ့အဲ့မိသားစုနေအားလုံးပဲကျွန်တော်တို့ကြိုက်နှစ်တိုင်ကစားပါကြိုက်နှစ်တိုင်စော့ပါကဲအားလုံးပဲကျွန်တော်တို့နော်ဝင်လာခဲ့တဲ့ကူဒီမာရီဒီလိုက်တဲ့လက်မလေးကျွန်တော်ကိုမျိုးကိုအားပေးတယ်ဆိုရင်လိုက်တဲ့လက်မလေးနေပေးပါနော်အားပေးတယ်ဆိုတဲ့မျိုးတွေအားလုံးဒီကျွန်တော်တို့လိုက်တဲ့လက်မလေးနေပြီးတော့ကြည့်မယ်ဗျလိုက်တဲ့လက်မလေးကျွန်တော်တို့မိသားစုနေအားလုံးကနေပေးပါအဲကျွန်တော်တို့ဒီကဏ္ဍလေးကိုကျွန်တော်တို့ပြီးမှဖြစ်ပါတယ်ဗျနော်ကျွန်တော်ချင်းမိတ်ဆွေအားလုံးကကျွန်တော်ဒီကဏ္ဍလေးကိုကျွန်တော်တို့ပြီးမှဖြစ်ပါတယ်ပတိကိုပတ်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့မှာပတိဒီ9ဆိုတော့9ပတိကိုပတ်ပါနော်ပတိကိုပတ်မယ်ဆိုရင်ကျွန်တော်မိသားစုနေက9ပတိကိုပတ်မယ်ရန်ဟိုကိုကစားမယ်ဆိုရင်ကျွန်တော်တို့ဒီ50နှစ်ဆိုတော့ကဏ္ဍတစ်ခုနဲ့ရန်ဟိုကစားမယ်ဆိုရင်50နှစ်ကဲ90 6ရေပေါ့နော်ရန်ကုန်ကစားမယ်ဆိုရင်50နှစ်နဲ့အဲကျွန်တော်96ကိုကစားမယ်ဒူမိန်းကိုကျွန်တော်တို့ကစားမယ်ဆိုရင်50ခွန်ဆိုတော့ခဏနဲ့95ဆိုတော့ခဏနှစ်ဘက်ကိုဒူမိန်းကစားပါ50ခွန်နဲ့ကျွန်တော်တို့ဒီ95ကိုကျွန်တော်ဒူမိန်းကစားမယ်5ခွန်နဲ့95ကိုဒူမိန်းကစားပါမယ်မိန်းရောဘက်ကိုစော့မယ်ဆိုရင်ကျွန်တော်တို့ဒီ56နော်56ဆိုတော့ခဏတစ်ခွက်ကိုကစားမယ်မင်းရောကစားမယ်ဆိုရင်56ကဲကျွန်တော်တို့91ကဲအဲ့ဒီနှစ်ခွက်ကိုကျွန်တော်တို့ရှင်းမိပါမင်းရောကစားမယ်ဆိုရင်56နဲ့ကျွန်တော်တို့91ကိုရှင်းမိမယ်လူမင်းကိုကစားမယ်ဆိုရင်50နဲ့95ပါဒီ channel ကိုကျွန်တော်တို့ subscribe လုပ်ပေးပါเนาะအားလုံးပဲကျွန်တော်တို့ကစားမယ်ဆိုတဲ့ကျွန်တော်မိသားစုအားလုံးကိုကျွန်တော်ကိုမြတ်တို့ဘက်ကတင်ပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ကိုမြတ်ရဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကို